chỉ vì ye ông mà đi đây nàng miêu ni cô đâm nam si la ta du nga gu ni mi toa ma le su de wa nu ni ngu nga loan de ni de yao chama si chao ye phaya shi ko dai nga su taung neလာပါဗျာကျွန်တော်တို့ခုတချင်းလေးတစ်ပုတ်ရိုက်ဖို့ရိုက်ခွင်းကြည့်နေတာလူရင်းဟိုရောက်စီတော့အပင်ကြီးကိုရောက်ပါပြီခင်ဗျာမကြီးပင်ကြီးဒါကျွန်တော်တို့ရိုက်ခွင်းအတွက် main ဇက်ကောင်ကြီးပေါ့အဲ့တော့ကျွန်တော်တို့တချင်းတစ်ပုတ်မရိုက်ခင်ရိုက်ခွင်းကြည့်ရတာက4-5ရက်ရယ်အဲကြောင့်ကျွန်တော်တို့တချင်းလေးတွေကိုအားပေးကြတော့မိဘပြည်သူများအနေနဲ့တဘာဝအစ်စ်တွေကိုရှုသားပါအောင်လို့ကျွန်တော်တို့ခုရိုက်ကွင်းလေးကြည့်ပြီးတော့ဒီအပိုင်းတချင်းလေးတစ်ပုတ်ရိုက်ပြီး online နဲ့တင်ပါမယ်ခင်ဗျာအလွမ်းတချင်းလေးဖြစ်ပါတယ်အားပေးအောင်မျိုးဒီနေ့တော့ဆိုတော့မနှောရလောဆရာကောင်းတဲ့ချင်းတွေပေါ့ဗျာအဲ့ကိုကြီးရတော့ဒါကျွန်တော်တို့ပူလွမ်းနေသလားလို့ အေးပါခဏလေးဒါကျွန်တော်တို့ပူလွမ်းနေသလားလို့နည်းကြည့်ပါကိုရင်လွမ်းပြီးမှသူများလွမ်းပေးဟမ်ဗျာဒါလေးကဇောင်းဝင်ကားလေးဖြစ်လာနိုင်ပါတယ်မလီဒါကျွန်တော်တို့ပူလွမ်းတာမင်းသမီးဆိုလဲသူကြည့်ပဲအရင်ကတ်တာပြီးမှကျွန်တော်ကိုအဲ့လိုကတ်တယ်ဩကျုပ်ကလည်းမလုတ်တတ်တော့သူပြောသမျှလောက်ရတာပဲဟာနော်လွတ်လိုက်ပါအောင်ဆက်လွတ်လိုက်ပါဒီကကဒီအိမ်အောင်လည်းမှတ်တာနော်ဇဝင်ဇဝင်လွယ်လေးတော့လုံးလိုက်ပါသူလွယ်မလဲဆိုတာမှတ်တာဒီအိတ်ထောင်လေးလေလွယ်အိတ်လေးတော့လွယ်အိတ်ထောင်ခေါ်လားလွယ်လို့ခေါ်လားလွယ်အိတ်လို့ခေါ်လေကျွန်တော်နေတော့အိတ်ထောင်ခေါ်ကြကဲမိဘပြည်သူများလွယ်အိတ်နဲ့အိတ်ထောင်မကွဲတဲ့ဒိုင်တာရိုက်ပေးမှာတော့အိတ်ထောင်ဒီမှာဒါအိတ်ထောင်နော်ဒါလွယ်အိတ်ကျွန်တော်မှားသွားတာအမလီမှားသွားတာဝန်ခံတယ်မှားတာဝန်ခံတာကမစိုးပါဘူးနော်နှကမ်းမွေးတစားသားနဲ့အဲ့ဒါရိုက်တော့မှာချာမရိုက်မှာအခွဲမှာရိုက်နေတာကြည့်ပြီးမင်းသမီးလည်းပြုံးမပြနိုင်ပါဘူးစိတ်တွေပြက်လို့ဟုတ်မှာဟောကျွန်တော်တို့ဟောဦးသေးတော့နေကြဟိုးမရေးနဲ့နေဦးဟိုမရှိအောင်လားအမလီကွာဒိုင်တာသူများကျတော့လို့အိတ်သားငါတို့ကျတော့မရှိနဲ့တဲ့အမလီဒီမကြီးသေးလေးခုဖို့ရခက်ကွင်းပြင်လိုက်ရတာနော်ရှင်းစပြစီးပန်လေစပြလိုက်ပြီစပြဒါမျိုးမှာဟုတ်လားလိုက်ပြီလူချိုးဆိုရလေကိုလည်းတခြားတယ်တော့အချိုးလို့ပဲတတ်မှတ်ပြီးတော့ဩရတာပေါ့ကိုအခုမှမဲတာအမေချိုးတာဟဲ့ဒီမင်းဟာတော့ချိုးရရအဲ့လိုချင်းတဲ့ပဲဒါပဲဟာမလဲဟောတော်ချင်းတယ်ဦးနေရိုက်ခွင်းလိုက်ပြပေးတာဦးတင်ကူညီတောင်းရတာဦးတင်ရိုက်ခွင်းလိုက်ပြပေးတာဦးမကိုရေနာမင်းရောက်ပြန်ပြီလေရောရတို့ကျွေးတို့နေရောက်တို့ရှောက်ဖို့ခဲ့တယ်မြင်နေလမ်းငလေးတွေအခုဆိုဒီချမ်းလေးညတန်တာနေမင်းပေးမရလဲဆိုတရားတွေမအောင်နေဘူးလေနူးညံ့နေငါတဲ့ဟာကျွေးတနာရင်မဟုတ်ဘူးပုံမြင်မဟုတ်လို့အမရစေပါအသက်ရှူလိုက်တာ